ခင်ပါရှင်ဒီကနေ့မှာတော့ပြည်သူမှုဒရာအကအဖွင့်မှာရခိုင်ရိုးရာစီမီခွက်အကနဲ့ပတ်သက်ပြီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရခိုင်ရိုးရာစီမီခွက်အကဆိုတာဘာသာရေးနဲ့ဆက်နွယ်တဲ့အကတစ်မျိုးပဲဖြစ်ပါတယ်ရှင်ဖယားတရားတန်ခါယရနာသုံးပါးတို့ဟာစီမီနဲ့ပူဇော်တဲ့ရခိုင်ရိုးရာအကတစ်ခုပဲဖြစ်ပါတယ်ရှင်ရခိုင်လူမျိုးတွေဟာဘာသာရေးပွဲတော်အခမ်းအနားများကျင်းပတဲ့အခါတိုင်းမှာဗုဒ္ဓရှင်တော်မြတ်ဖယားကိုပူဇော်လေးရှိကြပါတယ်ရှင်ရခိုင်ရိုးရာစီမီခွက်အကမြတ်စွာဘုရားအားစီမီခွက်ဖြစ်တစ်မျိုးပန်းများဖြစ်တစ်ဖုံကင်မြောက်၍ဖယားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကိုဖွဲ့နှဲ့တီးဆိုကာပူဇော်ကပြကြသောကဟန်များပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ရခိုင်ရိုးရာစီမီခွက်ကသည်တည်ငြိမ်မှုလေးနက်မှုတိမ်မွေ့မှုတို့နဲ့ပေါင်းဆက်ပြီးကပြရသောအကတစ်မျိုးလည်းဖြစ်ပါတယ်ရှင်ယဉ်ကျေးမှုတလေထုံးတဲ့စင်လာရအခြားသောအကများမကသေးခင်အန်တရရန်ဆွဲခသိန်းကင်းငိမ့်စေဖို့ဖျားရှင်ကိုဥခိုက်တဲ့သဘောမျိုးနဲ့စီမီခွက်အကကိုပထမဆုံးကပြပူဇော်ခြင်းဖြစ်ပါတယ်ဒီအကဟာဗုဒ္ဓဘာသာစတင်ထွန်းကားခဲ့တဲ့တညဝရီခေတ်မှာပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်ရှင်ရခိုင်ပြိုဖြူသစင်ချီများကစီမီခွက်ကိုလက်ဖွားပေါ်တွင်တင်၍ကပြခြင်းပဲဖြစ်ပါတယ်ရခိုင်ရိုးရာစီမီခွက်အကကိုဗုဒ္ဓပူဇနီယအကလို့လည်းခေါ်ဝေါ်ကြပါသေးတယ်ရှင်ရခိုင်ရိုးရာစီမီခွက်အကနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြီးဆုံးသည့်အထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်မှာလည်းပြည်သူမှုဒရာအကအဖွဲ့မှာဘလို့အကြောင်းအရာလေးတွေကိုမျှဝေတင်ဆက်ပေးသွားမလဲဆိုတာကိုသိရှိနိုင်မှုအတွက်ပြည်သူမှုဒရာ Facebook Page နဲ့ YouTube Channel တို့ကို Like and Subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်အားလုံးပဲတာယာကောင်းမွန်သောနေ့သစ်များစွာကိုပိုင်ဆိုင်ရရှိနိုင်မှုအတွက်ပြည်သူမှုဒရာအကအဖွဲ့မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်